အမျိုးသမီးတွေစိုက်တက်တဲ့ခကွေး၅လုံးရှိပါတယ်ဒါအတွက်အားစီဖြစ်တယ်ကျန်တဲ့သူတွေလည်းသင်ယူပါဒါကိုအတွက်အိမ်အောင်ရေးမှာပို့ပြီးတော့ချစ်ချင်းမြတ်တာနဲ့အားကြီးပြီးတော့ပျော်ရွှင်စရာကောင်းတဲ့အိမ်အောင်မိသားစုဖြစ်တယ်အမျိုးသမီးတွေကခကွေး၅လုံးအရန်ကြိုက်တယ်ချိုးတဲ့ပထမတစ်ခုကခကွေးကချိုးအချိုကြိုက်တာပေါ့စကလုံးကြမ်းတမ်းရင်မကြိုက်ဘူးနော်ခင်မွန်းတယ်တွေကနည်းနည်းစိတ်တူလိုက်ရင်အတန်မြင့်သွားတယ်အမျိုးသမီးတွေကအဲ့ဒါလုံးဝမကြိုက်ဘူးချိုးတတလေးပြောရင်အကုန်ခိုင်းတာမှန်သမျှလုတ်တယ်နောက်တစ်ခုကခကွေးကချော့မရင်လဲချော့မရင်လဲချော့အမြဲချော့ဆိုတော့ချော့လေးဂျိုက်လေးတော့ငါနားလာမကတ်နဲ့ဆိုရင်လည်းမဟုတ်ဘူးကတ်ပေးလိုက်အဲ့ဒါချော့ခံစီချင်တာချိုချော့နောက်တစ်ခုကချစ်အချစ်ကိုအရန်ကြိုက်တာဒါကြောင့်နာမည်မှာတော့ချစ်ပါတယ်နော်ဘလောက်ချစ်တာကြိုက်လဲဆိုတော့ချစ်တာကိုအရန်ကြိုက်တယ်အမျိုးသမီးတွေကဆိုတော့သူတို့ကိုပိုချစ်လေးဟင်းကောင်းပိုစားရလေပဲမချစ်တော့ရင်တော့သွားပြီးအဲ့အိမ်တွေကတော့တန်ရီလာဟင်းတွေဖြစ်ရင်ဖြစ်သွားနိုင်တယ်ချိုချော့ချစ်ချိန်အချိန်ပေးတာအရန်ကြိုက်ပါတယ်ဘလောက်ပဲချစ်တယ်ပြောအချိန်မပေးဘူးဆိုရင်အဲ့ဒီအမျိုးသမီးကသူကနာကျင်မှုတွေပဲခံစားသွားရလိမ့်မယ်ဒါကြောင့်အမျိုးသားများပတ်စံပေးုံနဲ့မချေနဲ့အချိန်ပေးတတ်ဖို့လည်းလိုအပ်တယ်ချိုချော့ချစ်ချိန်နောက်တစ်ခုကချီကျူးတယ်မြောက်သားကြိုက်တယ်ပေါ့နော်အမျိုးသမီးတွေကမြောက်ပြီးပြောလိုက်ပြီးဆိုရင်အယမ်းကြိုက်တယ်သူတို့ကိုမင်းကကဘာပေါ်မှာအလှဆုံးဖြစ်တယ်ဆိုရင်အယမ်းသဘောကျသွားပြီဒါကြောင့်ချီကျူးဖို့မမေ့ပါနဲ့များတော့ပြအမျိုးသားတွေကအိမ်အောင်ကျသွားပြီးဆိုရင်အမျိုးသမီးကိုကြည့်တဲ့အခါမှာအနစ်ကိုခန္ဓာကလည်းဘာဖြစ်တယ်နစ်စပင်ကလည်းဘလို့ဖြစ်နစ်ပေးနာကိုကတ်လိုက်တာလည်းဘလို့အနှံ့ပြောတတ်တယ်ချီကျူးပါတင်ချီကျူးလေသူကပိုလှပလေးဖြစ်ပါလိမ့်မယ်ချိုချော့ချစ်ချေချီကျူးမမိလားမမိတယ်နော်ဟုတ်ပြီဒီအရာကိုသာအမြဲတမ်းကင်ဆောင်ဘယ်တော့မှဟင်းမငတ်ဘူးနော်သမီးအတွက်ကတော့အမျိုးသားတွေခြိုက်တဲ့အငါးလုံးကိုပေးမှဖြစ်ပါတယ်ငါးလုံးဖြစ်တယ်ဆိုတော့ဒီຢာလေးကအမျိုးသားတွေဘာကိုခြိုက်လဲဆိုတော့ပထမကအလိုက်တီးတဲ့အမျိုးသမီးကိုအမျိုးသားတွေအရန်ချစ်တယ်မောပမတ်နဲ့ပြန်လာပြီးဆိုရင်ထပြီးတော့အော်ပြီးဆူမဲ့ပုံစံမဟုတ်ဘဲနဲ့ရေလေးခတ်တိုက်ပြီးတော့ချင်နာထွေးပွေ့လေးဖြစ်ပြီးဆိုရင်အရန်ကြိုက်တာဖြစ်တယ်အလိုက်တီးနောက်တစ်ခုကဘာလဲဆိုအကြံပေးသူပြောသမျှပဲကောင်းငုံနေတာမဟုတ်ဘဲနဲ့သူ့အတွက်အကောင်းဆုံးသောအကြံဉာဏ်ကိုပေးနိုင်တဲ့အမျိုးသမီးကိုအမျိုးသားတွေကပို့ပြီးတန်ဖိုးထားတာဖြစ်တယ်ဒါကြောင့်အလိုက်တီးအကြံပေးနောက်အားတစ်ခုကအမေလိုပြုစုတာမိခင်လိုဟောင်းပွားလောက်တာမဟုတ်ဘူးနော်အမေလိုပဲဒါပေမဲ့သူမှန်ကန်တဲ့နီလန်းတော့မဟုတ်ဘဲနဲ့အမေတယောက်ထပ်တိုးသွားတာမျိုးဖြစ်သွားတတ်တယ်သူတို့လိုချင်တာကအမေလိုကြည့်ရှုပြုစုတဲ့သူကိုလိုချင်တာဖြစ်တယ်အလိုက်တီးအကြံပေးအမေလိုပြုစုနောက်တစ်ခုကအလိုတော်ကိုဝန်ခံတတ်သောအမျိုးသမီးကိုကြိုက်တာဖြစ်တယ်30ရပြီးဆိုရင်နောက်ထပ်100ရရင်1000ရရင်1000ဆိုပြီးတော့လောဘတက်တဲ့အမျိုးသမီးမဟုတ်ဘဲနဲ့ဖခင်ရဲ့အလိုတော်ကိုအချိန်နေခက်ခဲမှုကြုံတဲ့အခါမှာဝန်ခံတတ်သောအမျိုးသားတွေကိုအမျိုးသမီးတွေကိုအမျိုးသားတွေကနှစ်သက်တာဖြစ်တယ်နောက်ဆုံးတစ်ခုကတော့အလှပြင်တတ်ဖို့ရန်အတွက်ဖြစ်တယ်ဘာကြောင့်လဲဆိုတော့အိမ်အောင်ကျသွားပြီးဆိုရင်အလှပြင်တာရော့သွားတတ်တယ်အမျိုးသမီးတွေမှာလေအရင်လောက်တိတ်မပြင်တတ်တော့ဘူးဈေးသုံးဖို့ကိုဖဲ့လိုက်ရတာနဲ့သားသမီးတွေအတွက်ဖဲ့လိုက်ရတာနဲ့အနာဂတ်အတွက်ဆုလိုက်ရတာနဲ့နောက်ဆုံးကို့မှာကျတော့မျက်ခုံးမွေးဆဲတံတော့မဝယ်ဖြစ်နိုင်တဲ့အမျိုးသမီးတွေအများကြီးရှိတယ်ဒါကြောင့်နော်အလှပြင်တတ်တော့သူလည်းဖြစ်ဖို့လိုအပ်ပါတယ်လို့ဒါကြောင့်ဒီနော်ငါးလုံးနဲ့ခကွေးငါးလုံးကကိုယ့်ရဲ့အသက်တာထဲမှာနေ့တိုင်းလှုပ်ဆောင်တဲ့အခါမှာตายရတဲ့အိမ်တောင်ပျော်ရွှင်စရာကောင်းတဲ့အိမ်တောင်ကြောင်းနဲ့ကြောက်အပေးယူတက်ပြီးတော့စံပြအိမ်တောင်ဘုရားရှိလူရှိမှာဘုန်းတည်ထင်ရှားပြီးတော့ကောင်းချီးမင်္ဂလာခံစားတဲ့အိမ်တောင်ဖြစ်ပါလိမ့်မယ်